ဟုတ်တယ်မလားကြီးလေလေလေးပဲ ကိုပြောင်ကြီးရွက်ပြောနေတာရှင်း မသိဘူးလေနေရလေ ခလေးရတော့ဆုံးမရဲဆိုမှတော့ရှင့်ကိုရှင်ဘယ်လောက်ဆိုးလဲဆိုတော့သိသိနေပြီနော် ဆိုးပါဘူးနေရလေ ဟုတ်လားသမီး ဟုတ်တယ်မေ ဆိုးလားနေဖေ ဆေးရ ဆိုးလား ဘယ်ဆေးတယ်တော့လို့မဆိုးပါဘူးသူကဆိုးဖေးရလိမ့်ပါတယ် ဘယ်လိမ့်မှာ တော်ပြီကဲကိုပြောင်ကြီးဒီနေ့ရှင့်မွေးနေတယ်ရှင်မေ့နေမှာလား အော်အေးဟုတ်ပါရဲ့ ဒီနေ့ငါမွေးနေပဲ ဟုတ်တယ်လေမနေ့ကတော့ကျမလေဖုန်ကြီးဆွန်ကတ်လိုက်သေးတယ်ပြီးတော့လေယောက်ျားဒီနေ့လေဟိုအမလီယောက်ျားမွေးနေဆိုတော့ယောက်ျားဘာလုပ်ချင်းလဲပြီးရင်လေဘာလုပ်ချင်းလဲဖယ်သွားချင်းလဲမိမကုန်ဖြစ်စည်းပေးမယ်အဲ့ဒါယောက်ျားလာပြောတာ ဩမမစီးပွားရေးလည်းချင်းနေကောင်းတာမို့ဘာမှလည်းမလို့ချင်းဘာမှလည်းမဖြစ်ချင်ပါဘူး စီးပွားမြအခြေအနေမကောင်းရသေးဘာလို့မကောင်းအောင်ပါလဲရှင်လိုချင်တာပြောကျမအကုန်ဖြည့်စည်းပေးမှာဒီနေ့ မမသေးကြလို့လား တေးကြတာပေါ့ကရှင်ဘာလိုချင်လားပြော ယောက်ျားလို့ချင်းတာတကယ်ပြေးမှာဟုတ်လို့ ကဲတကယ်ပေးမှာပေါ့ဒီမှာရှင်လိုချင်တာမှန်သမျှလေကျမအကုန်ဖြည့်စည်းပေးမှာ